လို့ပြောချင်တာပေါ့နော်ဒီနေရာမှာအဲ့တော့နောက်တစ်ခုက be observant အဲ့ဒါဘာလဲဆိုရှင် when it comes to communication เนาะအဲ့တော့ communication နဲ့ပတ်သက်တဲ့အခါကြားလို့ရှိရင်เนาะဒီစကားတွေပေါ်မှာပဲတွားပြီးတော့ယုံလို့မရဘူးပေါ့နော်ယုံလို့မရဆိုတော့တစ်ဖက်ကညာနေတာတော့မဟုတ်ဘူးဒါပေမဲ့စကားတွေပေါ်မှာပဲမူတည်ပြီးတော့သူဘာဆိုလိုလဲဘာတကယ်ကိုဆိုလိုနေတာလဲဆိုတာကိုမှန်းလို့မရဘူးเนาะ we can't and don't rely solely on the words others say အဲ့ဘာပြောချင်တာလဲဆိုရှင်အဲ့လိုကွာဆိုလိုရင်းကွာတကယ်တမ်းကဘာလဲဆိုရှင်စကားပေါ်မှာပဲလုံးလုံးလျားလျားမတက်ရောက်နေဘူးပြီးတော့ဒီညမှာဘာပြောချင်တာလဲဆိုရှင်တချို့ဆိုတာလေ70%ပေါ့နော်ဒီ communication ရဲ့70%ကဘာလဲဆိုရှင် non verbal ပေါ့နော် non verbal အနည်းခဏလေး sorry my bad အဲ့တော့ဒီညမှာကနော်နည်းနည်းလေးအာပိုရှင်းအောင်ပြောရမယ်ဆိုလို့ရှင်နော်စကားပြောကြတဲ့အချိန်မှာဒီ body language တို့လို့အတန်အနေထားတို့ဘာလို့အရေးကြီးတယ်လို့ပြောချင်တာနော်အဲ့ဒီဆိုလိုရင်းရဲ့70%ကဒီဟာတွေက impact ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဆိုလိုချင်တာဖြစ်တယ်ကဲအဲ့တော့ကိုယ်တိုင်လည်းကြုံဘူးတာပဲကိုကစိတ်ညစ်နေတယ်ဒါပေမဲ့ဟလာသူများမင်းနေဘာဖြစ်နေရလဲ WhatsApp ဘာညာတကာဆိုလို့ရှိရင် I'm fine အဲ့လိုမပြောချင်လို့ကွာဒီလားအဲ့လိုမျိုးပြောလိုက်တာမျိုးလည်းရှိတာပဲเนาะဒါကအဲ့ဒီနေရာမှာအဲ့ဒါကိုပြောရတာเนาะသူများဘာနံပေးမိမှလဲဆိုလို့ပေါ့เนาะအဲ့လိုမျိုးမပြောလိုက်တာလည်းရှိတာပဲเนาะအဲ့တော့ဒီနေရာကကျတော့နည်းနည်းအဲ့လိုမျိုးပြောတာကတော့အဆင်ပြေတယ်ပြီးလည်းပြောစိတ်ဆိုးနေတယ်ဆိုတော့အကြောင်းအရာကိုပြောရတာပေါ့เนาะ okay အဲ့တော့အဓိကကဘာလဲဆိုလို့ရှိရင်အဲ့လို communication တွေမှာเนาะအဲ့လိုစကားတွေပြောကြတဲ့ conversation တွေမှာဆိုလို့ရှင်အာစကားဒီ box တွေအပြင်ဟလာမျက်နှာအနေထားเนาะပြီးလို့ရှင်အပန်အနေထားပြီးလို့ရှင်ခန္ဓာကိုယ်ကဘယ်လိုဖြစ်နေလဲเนาะအဲ့ဒါတွေကိုပါတတိထားရမယ်လို့ပြောချင်တာတန်ရှင်းပြရမယ်ပေါ့เนาะအဲ့ဒီအခါကျတော့မှဖြစ်တယ်သူတို့ကတကယ်ကိုစိတ်ဆိုးနေရလားသူတို့အဆင်ပြေနေရလားသူတို့မပြေနေရလားပို့ပြီးတော့မှန်းနိုင်မယ်ပေါ့မှန်မှန်လေးဥပမာဒီမှာတစ်ချက်ပြောမယ်ပေါ့เนาะဒီစာရေးသူပေါ့သူကအဲ့အမျိုးသမီးတယောက်နဲ့တင်တာစားတယ်အဲ့အချိန်မှာအဲ့အမျိုးသမီးကသူ့ရဲ့ pretty rough childhood เนาะ pretty sorry rough childhood ဆိုရင်တော့တော်တော်လေးဟိုဖြစ်နေပြီကွာမကဟိုပင်ပန်းခဲ့တဲ့ childhood ပေါ့နော်ခက်ခဲပင်ပန်းခဲ့တဲ့ childhood ဖြစ်နေပြီ pretty rough childhood ဆိုတော့တော်တော်လေးကိုခက်ခဲပင်ပန်းခဲ့တဲ့ childhood ဆိုပြီးတော့ကနားလည်နိုင်တယ်ပေါ့အဲ့တော့အဲ့ဒီအချိန်မှာဆိုရှင်သူကဘာပြောလဲပြောနေလား it sucked လို့ it was really hard လို့သူကထုတ်ပြောလာမပြောဘူးဒါပေမဲ့ဖြစ်တယ်ဆိုရှင်သူကအဲ့လိုမျိုးသူ့ရဲ့ childhood ကြောင့်ပြောနေတယ်เนาะအဲ့လိုမျိုးအရန်ခက်ခဲခဲ့တယ်ဖြစ်ဖြစ်ပြောနေပြီးတော့အပြုံးလေးနဲ့ပဲပြောတာဒါပေမဲ့မဖြစ်လဲဒီမျက်လုံးထဲမှာမြင်ရတာပေါ့နော်ခံစားရတယ်ပေါ့သူပြောပြတဲ့ကြားရည်မှာလိုက်နားထောင်နေတယ်မှာခံစားရတယ်ပြီးလို့ရှိရင်သူဘယ်လောက်ထိပင်ပန်းခဲ့လဲဆိုတာကိုသိနိုင်တယ်ပေါ့အဲ့တော့ဒီမှာသူကအဲ့လိုပြောလိုက်တယ်ပေါ့နော်စာရေးသူကဒီ author that must have been really tough နော်ဟာနင်းတော့တော်တော်ဟိုနော်ခက်ခဲကြမ်းတမ်းခဲ့မှာပဲအဲ့လိုပြောလိုက်အဲ့ဒီချိန်မှာဆိုရှင်သူကအမျိုးသမီးကပြန်ပြောတယ် yeah it was နော်ဟုတ်တယ်တော်တော်ပင်ပန်းခဲ့တာအဲ့လိုမျိုးသူကပြန်ပြောမယ်ကွာအဲ့တော့ဘာဖြစ်လဲနော်သူ့စကားထဲမှာတော့မပါဘူးဒါပေမဲ့သူ့ရဲ့နှလုံးဟလာသူ့ရဲ့အဲ့လိုမျိုး energy ပေါ့နော်အဲ့ဒါနဲ့အာပတ်သက်အဲ့လိုမျိုးခံစားပြီးတော့မှသူ့ရဲ့တကယ်အဲ့လိုအနောက်ွယ်သူ့ရဲ့ဒီကြားရနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လဲဆိုလိုချင်တာကိုကနားလည်နိုင်မယ်validate လုပ်ပေးနိုင်မယ်လို့ပြောချင်တာเนาะအဲ့တော့နောက်ပိုင်းထားလိုက်ပြီးတော့သူအဲ့လိုစကားတွေပြောနေရင်လည်းhappy topics ပေါ့နော်ခုနလိုမျိုးဟို rough childhood လိုမျိုးမဟုတ်တော့ဘူးဒါပေမဲ့ပြောဖို့ကောင်းတဲ့ topics တွေအကြောင်းပြောနေနေတာမှဖြစ်သွားတယ်ခုနလှုပ်လိုက်တဲ့အပြုအမူလေးပေါ့ဒါနဲ့တကယ်ဟောအဲ့ဆိုရှင်တကယ်ကိုအယောင်ပမှန်းခဲ့မှာပဲလို့ပြောလိုက်တဲ့အဲ့လို validation လေးသူတို့ရဲ့ friendship ကိုပို့ပြီးတော့ဘာဖြစ်လဲဆိုရှင် stronger ဖြစ်သွားစေတယ်လို့ဒီညမှာကဥပမာလေးပေးထားတာပေါ့နော်အဲ့တော့ ever so slightly ဆိုတာဟိုဘယ်လိုခေါ်မလဲတိုးသွားစေတယ်နော်ဘယ်လိုပဲပြောဒါဒီတိတိတသားနဲ့တိုးသွားစေတယ်လို့ပြောချင်တာနော် okay အဲ့တော့ match their energy နောက်တစ်ခုလေးပြောမယ်ပေါ့နော် match their energy အဲ့ဒါကဘာလဲဆိုလို့ရှင်เนาะအဲ့လိုတစ်ဖက်ကပျော်ကြီးပြောနေအဲ့ဒါကတက်လားအဲ့လိုသူ့ရဲ့ energy ကို match လိုက်မလုပ်ပဲနဲ့သူကပြောနေတာဥစားကိုကလုံးဝအလိုကြီးကွာ
အဲ့တိုင်းလိုက်မနေနိုင်တာပေါ့နော်ထပ်လို့လည်းများတော့မဟုတ်ဘူးအဲ့လောက် energy နဲ့ကို match မလုပ်နိုင်တာကိုပြောတာဒီမှာဥပမာလေးနဲ့ဆိုလို့ရှင်ပို့ရှင်းသွားမယ်နောက်တော့ဗာလဲဆိုရှင်သူ trip တစ်ခုကိုဟာလား9 1 look ဖြစ်သွားတာပေါ့နော်ဒီအာရသွားတယ်ရသွားတဲ့အချိန်မှာပဲဖြစ်တယ်ဆိုရှင်ပျော်ပျော်ကြီးနဲ့ပြောတာသူတငယ်ချင်းဟာနီယုံမှယုံတော့ယုံမှမဟုတ်ဘူးเนาะငါလုံးဝဘာမှဟလာအကုန်ကြအကုန် busy เนาะအဲ Caribbean ကိုသွားလို့ရတော့မယ်ဆိုပြီးတော့ပြောတာအဲ့အချိန်မှာတငယ်ချင်းကပဲဖြစ်တယ်ဆိုရှင် really ဟလာလုံးဝလို့အသက်မပါဘူးကွာအဲ့လိုပြောလာအဲ့ဒီခါမှာဆိုလို့ရှင်မဖြစ်လဲသူကထပ်ပြီးတော့ yeah I can't believe I actually won I never win anything တော့ဝမ်းသာအားရနေပြောနေရကွာအဲ့အချိန်မှာတစ်ဘက်ကကျတော့လည်းဖြစ်တယ်ဂုဏ်ဆိုင်တဲ့ပုံစံနဲ့အဲ့အချိန်မှာဆိုရှင်ပဲဖြစ်မယ်ဒီလိုပဲသူကအဲ့လိုမျိုးဂုဏ်ဆိုင်တဲ့အခမ်းအနားချက်ကြီးရစီသွားတယ်ကွာပြီးတော့ energy က match မဖြစ်နေလို့နော် congratulations ပြောရင်တော့မှgroup site ပါတယ်ဆိုခန်းစားချက်ကြီးမရအောင်เนาะအဲ့ဒါကဘာလဲဆိုရှင်အဲ့လိုတမျိုးတော့ဖြစ်စေတယ်ကွာဟုတ်တယ်မလား that's a bit of a letdown right နော်အဲ့ဒါဘာလဲဆိုရင်တမျိုးကြီးဖြစ်စေတယ်မလားလို့အဲ့လိုမျိုးပြောလိုက်တာပေါ့နော် letdown ဆိုတာဘာလဲဆိုရင်စိတ်ပြတ်တာပေါ့နော်စိတ်ပြတ်မှုပြောရမယ်ဆိုရှင်ဒါ noun ဆိုတော့ disappointment နဲ့တူပဲအဓိကဟလာအဲ့လိုမျိုး energy match မဖြစ်တဲ့အခါကျတော့သူ့တငယ်ချင်းကတကယ်ပျော်နေတယ်ဆိုရင်တော့မှဟလာမပျော်ဘူးဆိုပြီးတော့အခုသူတို့ငါ့အတွက်သူကမပျော်ပါလားဆိုပြီးတော့ခံစားသွားရစီတာအဓိကဘာလဲဆိုရှင်တယောက်နဲ့တယောက်နဲ့မတူတော့အဲ့လိုမျိုး energy ကဟိုဟာကွာသူကအရန်ပျော်နေတယ်တစ်ဖက်ကကျတော့ပုံမှန်ပဲပြောလိုက်တာအဲ့အချိန်မှာကျတော့ဖြစ်လေအဲ့ဒီနောက်ွယ်ကနေပြီးတော့မှဟဲသူကငါ့အတွက်မပျော်ဘူးလားဆိုပြီးတော့အဲ့လိုစိတ်ကိုဖြစ်စေတယ်ပေါ့နော် disappointment ကိုဖြစ်စေတယ်ပေါ့ကဲအဲ့တော့အဲ့ဒါကြောင့်မလို့ researchers တွေကရှာဖွေတွေ့ရှိသွားတာပေါ့နော်အဲ့လိုမျိုး supportive တော့ဖြစ်တယ်ဒါပေမဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲဖြစ်တယ်ပေါ့နော်လို့အရန်နေအာလူသိရှင်ကြားမဖြစ်ဘူးပေါ့အဲ့ဒါကဘာဖြစ်လဲဆိုလို့ရှိရင်ဒီလုံးဝကိုဒီတခြားလူတယောက်ကိုဒီမဆိုင်ပါဘူးဆိုတိတိတတ်တာပြစ်ထားတာနဲ့တူတူပဲလို့ပြောချင်တာနော်အဲ့တော့ဘာလို့လဲဆိုတော့ energy မတူလို့ပေါ့ကဲအဲ့တော့ဘာဖြစ်လဲ affective validation အတွက်ဆိုလို့ရှိရင်ဒီ matching energy ကလည်းအရေးကြီးတယ်ပေါ့နော်ဒီနေရာမှာအဲ့ဒါကိုပြောချင်တာif the person is excited then smile laugh and share in the tray เนาะအဲ့တော့ရိုးရိုးလေးပဲเนาะတစ်ဖက်ကသူက excited ဖြစ်နေရဆိုလို့ရှိရင်ရီမောမောနေလိုက်မယ်ဒါပဲเนาะအရင်သူ့လောက်ကြီးတော့ excited ဖြစ်စရာမလိုဘူးဒါပေမဲ့ရီမောမောနေလိုက်မယ်if the person is sad then be respectful and speak in a softer more compassionate manner เนาะအဲ့တော့တစ်ဖက်ကသူကဝမ်းနေနေဆိုရှင်ကွာဟီးဟာဟာလို့မကောင်းဘူးเนาะအဲ့ဒါပဲပြောချင်တာเนาะအတန်လေးနည်းနည်းတိုးပြောမယ်ပြီးလို့ရှိရင်ကြည်ကျင်နာလေးစကားပြောမယ်ပေါ့အဲ့ဒါပြောချင်တာကဲအဲ့တော့အဲ့လိုမျိုးတွေသိနိုင်မှုတစ်ဖက်က energy တွေကိုက notice ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကိုကဘာဖြစ်လဲ actually listen လုပ်နေမှာအဆင်ပြေမှာမဟုတ် I want တစ်ဖက်မှာရောက်နေတဲ့ခါကျတော့သူကသူဘာဖြစ်နေလဲကိုကလည်းမသိနိုင်အောင်လေเนาะအဲ့တော့by matching the other person's energy he will be viewed as more present and connected to what they are saying and feeling เนาะသူတို့ပြောနေတာသူခံစားနေရတာပို့ပြီးတော့ကိုကအာရုံရှိတယ်ကိုပို့ပြီးတော့အလေးနဲ့ထားတယ်เนาะကိုပို့ပြီးတော့cue site တယ်အဲ့ဒါကိုပို့ဖြစ်စေနိုင်တယ်เนาะ energy matching လုပ်တဲ့အချိန်မှာဆိုရှင်လဲ okay အဲ့တော့နောက်တစ်ခုပေါ့เนาะ